ပိုင်းနှစ်မှာဝိညာဉ်ဆရာသခင်နဲ့တွေ့ရှိသွားတဲ့ရှောင်းရံတယောက်ကတော့ဆရာမကောင်းတပည့်ကောင်းဆိုတဲ့အတိုင်းပတ်စံလိုလာပါပြီ။ဆေးညွှန်းထဲကဆေးတွေကိုဝယ်ဖို့သူဘလို့ကြံဖန်ရမယ်ဆိုတာကိုဆက်ပြီးတော့ကြည့်ရအောင်။အဲ့ဒီချိန်မှာရှောင်းရင်အမေရဲ့အုပ်ကူနာကိုရွှင်ရောက်ရှိလို့လာပါတယ်။သူမကရှောင်းရင်ကိုလိုက်ရှာနေတာပါ။ရှောင်းရင်ကတော့အုပ်ကူနဲ့မနီးမဝေးမှာတုတ်ချီကျင့်စဉ်ကိုကျင့်နေတာပေါ့။ဒါကိုရွှေရန်ကတွေ့သွားပြီးစကားသွားပြောပါတော့တယ်။အစားမတော်တလို့အပြောမတော်တော့အကျွေးပေးလိုက်ရတယ်ဆိုတဲ့အတိုင်းပဲရွှင်ရတယောက်တော့ရှောင်းရင်ကိုငွေချိပေးရပါတော့မယ်။ဒီတော့ရှောင်းရင်လည်းငွေရသွားပြီးရွှင်ရနဲ့အတူတူမျိုးတွေကဆေးဆိုင်ကိုလာခဲ့ပါတော့တယ်။လာတဲ့လမ်းတစ်လျှောက်မှာထိုးစမ်းတာကတော့ဝိယုံနေတဲ့လူတွေကသူတို့ကိုစောင့်ကြည့်နေတာပါပဲ။အဲ့ဒီဝိယုံနေတဲ့လူတွေကဘယ်သူတွေပါလဲ။ရှောင်းရံနဲ့ရွှင်ရံလည်းဆရာသခင်ရဲ့ဆေးညွှန်းထဲကအတိုင်းပစ္စည်းတွေကိုစစ်ဝယ်ခဲ့ကြပြီးဆိုင်ကထွက်လာခဲ့ပါတယ်။ထွက်မသွားခင်မှာစီးဆိုင်ကလူတွေကရှောင်းရံတို့ကိုဘာအတွက်ဝယ်တာလဲ။ဘာလို့ဝယ်တာလဲဆိုပြီးတော့မေးမြန်းဆောင်စမ်းနေခဲ့ပါတယ်။ဒါကိုလည်းရှောင်းရံနဲ့ရွှင်ရံတို့ကရေးစားမိပါတယ်။ဒီတော့သူတို့နှစ်ယောက်လည်းစီးဆိုင်ကလူကိုပြန်ပြီးတော့မတင်ကားလို့စောင့်ကြည့်လိုက်တော့အဲ့ဒီလူကကြားလဲအိမ်တော်ကလူတွေနဲ့စကားပြောနေတာကိုတွေ့ရှိသွားပါတယ်။ကြားလဲအိမ်တော်ဆိုတာကတော့စောနာကဝိယုံနေတဲ့လူတွေပါပဲ။အဲ့ဒီလူတွေကရှောင်းရံတို့ကိုစောင့်ကြည့်နေခဲ့တာပါ။ဒီတော့ရှောင်းရံတို့ကလည်းစိတ်ထဲကိုမတိုးမတန့်ဖြစ်လာတာမို့အဲ့ဒီနေရာကနေအလျင်မြန်ပဲပြေးထွက်လာခဲ့ပါတော့တယ်။ဒါပေမဲ့လည်းသူတို့ကြားတဲ့အိမ်တော်ကလူတွေရဲ့လက်ကနေမလွတ်သွားပါဘူး။တနေရာကိုအရောက်မှာတော့အဲ့ဒီလူတွေရဲ့ပိတ်ပင်တားဆီးခြင်းကိုခံလိုက်ရပါတယ်။ကြားတဲ့ဆိုင်ကလူတွေကရှောင်းရံတို့ကိုရက်ပြီးတော့စကားပြောလိုက်ပြီးရန်ဆလိုက်ပါတယ်။အဲ့ဒီတော့ရှောင်းရံလည်းပြန်လည်တိုက်ခိုက်ဖို့လုပ်တာပေါ့။အဲ့ဒီအချိန်မှာလက်စွပ်ထဲကဝိညာဉ်ဆရာသခင်ကဆွေးပစ္စည်းတွေကအရေးကြီးတယ်လို့တတိပေးလိုက်တာမို့ရှောင်းရံတို့လည်းမတိုက်ခိုက်တော့ပဲရှောင်ပြေးကြပါတော့တယ်။ဒီလိုနဲ့ပြေးရင်ကြားတဲ့အိမ်တော်ကလူတွေကိုမျက်ခြေဖြတ်သွားနိုင်ခဲ့တာပေါ့။ကြားလေအိမ်တော်ဆိုတာကမြို့နယ်စုလေးစုတွေကတခုအပါဝင်မှာသူတို့ကရှောင်းရင်ကိုအခုအချိန်မှာအမြင့်အပြည့်တိုက်ခိုက်ပြီးတော့ပျောက်ကွယ်သွားစေချင်နေတာဆိုရင်လည်းမမှားပါဘူးရက်ဆက်ကြမ်းကြုတ်ပြီးကောက်ကျစ်တက်တဲ့စိတ်ထားကြောင့်လူတွေကသူတို့ကိုဖိမ့်ဖိမ့်တောင်အောင်ကြောက်နေကြရပါတယ်အဲ့ဒီကြားလက်ဆိုင်ကတခင်လေးကဆိုလို့ရှိရင်လေသူ့လူနှစ်ယောက်ကရှောင်းရံကိုလွတ်သွားတဲ့အကြောင်းသတင်းပို့လိုက်တဲ့အခါမှာတခြားလူတစ်ယောက်ကိုနာကျင်သွားအောင်လုပ်ပလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အကြောင်းပြချက်ကသူကဒေါသထွက်သွားလို့ပါပဲကြားလက်တခင်လေးဒေါသသဘုံထားပြီးရှောင်းရင်ပိုင်ဆိုင်တဲ့ဆိုင်တွေကိုပြဿနာရှာဖို့ထွက်လာခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာရှောင်းရံတို့ကလည်းသူတို့အိမ်တော်တွေကပိုင်ဆိုင်တဲ့ဆိုင်တစ်ဆိုင်မှာဝိညာဉ်အမျိုးတွေကိုတခုကိုဝယ်ဖို့လုပ်နေကြပါတယ်ဝယ်လို့တော့မပြီးသေးပါဘူးစူးစူးညံ့ညံ့အတန်တွေကြားရတာကြောင့်ပြဿနာတစ်ခုခုတက်ပြီးဆိုပြီးတော့ရှောင်းရံသိလိုက်ရပါတယ်ဒီတော့ရှောင်းရံလည်းရွှင်ရံကိုဝိညာဉ်သားရဲ့အမျိုးတွေနဲ့အတူဆေးတွေကိုယူပြီးအိမ်တော်ကိုအရင်ပြန်ဟိုက်လိုက်ပါတယ်သူကတော့စူးစူးညံ့ညံ့အတန်တွေရှိရာကိုလာပြီးကြည့်လိုက်ပါတယ်ကြားလက်သခင်လေးရဲ့လူတွေကသူတို့ရဲ့ဆိုင်တွေကိုလာပြီးပြဿနာရှာနေတယ်ဆိုတာသူသိသွားပါတယ်ဒီတော့ရှောင်းရံလည်းသွားပြီးရင်ဆိုင်တိုက်ခိုက်ပါတော့တယ်ကြားလက်အိမ်တော်က2ယောက်နဲ့ရှောင်းရံတို့အပြန်အလှန်တိုက်ခိုက်နေကြရင်ရှောင်းရံခြေကုံလက်ပန်းကျလာတော့ထွက်ပြေးဖို့လုပ်ပါတော့တယ်အဲ့ဒီအချိန်မှာကြားလက်သခင်လေးလည်းရောက်ရှိလာပြီးရှောင်းရံကိုတားဆီးလိုက်ပါတယ်နောက်ပြီးတော့ကြားလက်အိမ်တော်ရဲ့မုံနိုင်လေဝေးတိုင်းကွက်နဲ့ရှောင်းရံကိုအဝေးကိုကိုင်းပေါက်ဖို့လုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာရွှင်ရံရောက်ရှိလာပြီးရှောင်းသခင်လေးကိုကယ်တင်လိုက်ပါတယ်ရှောင်းသခင်လေးဆိုတာကတော့ရှောင်းရံကိုပြောတာပါပဲရှောင်းရံကတော့ရှောင်းရင်တော်ရဲ့သခင်လေးသုံးပဲဖြစ်ပါတယ်ကြားလေအောင်လို့ခေါ်တဲ့ကြားလေသခင်လေးကတော့ရွှင်ရံကိုတစ်ဖက်သက်ချင်းမြတ်နိုးနေရတာဖြစ်ပြီးချစ်မိနေလို့ရွှင်ရံနဲ့အပူတဘူးရဲဖြစ်နေတဲ့ရှောင်းရံကသူ့အတွက်ရန်သူဖြစ်လာတာပါရင်ကိုသွားနဲ့အထက်ထက်ကိုက်ခံရတယ်လို့နာကျင်နေတာမို့မတော်တဆမဟုတ်တော့ပဲတမင်ရွယ်ချက်ရှိရှိကိုရှောင်းရံကိုဒုက္ခပေးနေတော့တာပေါ့ဖြစ်နိုင်ရင်လှိုင်းသားရကအန်ဒီကြီးကိုအင်ကြီးဆိုင်ကအန်ဒီလှုပ်လိုက်တယ်လို့မျိုးရှောင်းရံကိုတက်တိုင်မှာကျိုးနဲ့ချီထားလိုက်ခြင်းပဲအခုတော့ရှောင်းရံအိမ်တော်ကအဆောင်တွေလည်းရောက်လာတာမို့ကြားလေသခင်လေးလည်းလက်လျှော့ပြီးပြန်သွားပါတော့တယ်အိမ်ပြန်ရောက်တာနဲ့ဖခင်ဖြစ်သူရှောင်းသခင်ကြီးကိုကျူးပင်ကိုခုတ်ကျူးငုတ်ပါမကျန်ရှင်းပြဖို့တိုင်ပင်လိုက်ပြီးရှောင်းရင်တော်တစ်ခုလုံးကိုရှင်းထုတ်ပြဖို့ဆုံးဖြတ်ချက်ချလိုက်ကြပါတော့တယ်အဲ့ဒီချိန်မှာရှောင်းရင်တော်မှာလည်းရှောင်းရံတရားဝိညာဉ်ဆရာသခင်စီမှာပညာရေးသွင်းယူနေရပါပြီဝိညာဉ်ဆရာသခင်ကဝယ်လာတဲ့ဆေးပင်တွေနဲ့အမျိုးတွေကိုပေါင်းဆက်ကဝိညာဉ်တန်းစစ်ဆေးရေးကိုဖော်ထုတ်လိုက်ပါတယ်နောက်ပြီးတော့ရှောင်းရံရဲ့မီးထုတ်နိုင်တဲ့စွမ်းရည်ကိုပုံမကောင်းမွန်လာအောင်သင်ပေးနေပါတယ်ရှောင်းရံကလည်းစူးစမ်းပြီးလေ့ကျင့်နေပေမဲ့ရုတ်တရက်မိုးဝေလာပြီးသွေးတွေကိုအန်ချလိုက်ပါတော့တယ်